เคအားလုံးပဲမင်္ဂလာပါကောင်းတော့နေ့လေးဖြစ်ကြပါစေကျွန်တော်ဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာလေးပေါ့ဗျာကျွန်တော်ဒီနေ့မျှဝေခြင်းတဲ့အကြောင်းအရာလေးကဘာဖြစ်မလဲဆိုတော့အခုဆိုရင်နွေရာသီကိုရောက်လာပြီနွေရာသီလည်းရောက်လာပြီနောက်ပြီးတော့မှကျွန်တော်တို့ကစားကွင်းတွေကများတော့အဖြစ်မြက်ခင်းတုကွင်းတွေပဲဖြစ်တယ်နော်မြက်ခင်းတုကွင်းဆိုတော့မြက်ခင်းတုကဒါပလတ်စတစ်နဲ့ထုတ်ထားတာဖြစ်တဲ့အတွက်ဖြစ်နိုင်တဲ့ပြဿနာလေးတွေပေါ့ဖြစ်နိုင်တဲ့ပြဿနာလေးတွေကျွန်တော်ပြောချင်တယ်ဘာအကြောင်းပြောမလဲဆိုတော့ဒါအရင်ကဆိုရင်ကျွန်တော်တို့ကြုံတွေ့ခဲ့ရတယ်ကျွန်တော်တို့ကွင်းတွေတော်တော်များများခင်းပေးခဲ့တယ်ခင်းပေးပြီးတော့မှခင်းပြီးချိန်မှာတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်မမရပကံညာဦးဘက်မှာအဲ့ကွင်းမှာစစချင်းခင်းပေးပြီးတော့မှသူကဒီမီးတွေပါတွေလည်းမတွေ့ရသေးဘူးကွင်းမီးတွေပါတွေမတွေ့ရသေးဘူးအဲ့ဒီမှာခင်းပေးပြီးရင်မှာကျွန်တော်တို့ကစားသမားတွေကိုကစားခိုင်းတဲ့ခါကျတော့ဘာဖြစ်လဲဆိုတော့သူကပကံညာဦးဆိုတော့တည့်တဲ့ရာတူကတော်တော်လေးပူပြင်းတယ်ပူပြင်းတဲ့ခါကျတော့ကစားသမားတွေကတယောက်နဲ့တယောက်ဟိုမထိတတိလေးတော့ထိတာဟာဓာတ်လိုက်တယ်ဟာဓာတ်လိုက်တယ်ဆိုတော့ဘယ်လိုဖြစ်တာနည်းနည်းလေးပေါ့ကျင်းတယ်လို့ဖြစ်တာအမှဓာတ်လိုက်တာတော့မဟုတ်ဘူးတယောက်ကလည်းအဲဒီဂိုးသမားကလည်းဂိုးတိုင်ကိုမတိမတိသွားလို့လိုက်ဆိုရင်ကျင်းတယ်လို့ခံစားတာဓာတ်လိုက်တယ်တဲ့ကွင်းကဓာတ်လိုက်နေတယ်တဲ့ဘယ်လိုဖြစ်တာလဲဘာညာဆိုတော့အဲ့လိုဖြစ်တဲ့ခါကျတော့ကွင်းမိုက်ရှင်ကကျွန်တော်စီပုံဆက်လာအခုတဲ့လိုပဲတဲ့ကွင်းရတဲ့ဓာတ်လိုက်နေတယ်တဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့အခုမှကျွန်တော်စခင်းတာလေးဗျာတဲ့ကစားသမားတွေကတဲ့ကြောက်ပြီးတော့မှမကစားရတော့ဘူးတဲ့ကျွန်တော်ခေါင်းသမားနဲ့ကြီးသွားတယ်နောက်ပြီးပြောအောင်ကလည်းဓာတ်လိုက်တယ်ပြောအောင်ကလေဒီကွင်းကလက်စစ်မီးလည်းမတွဲရဘူးဘာမှလည်းမရှိဘူးအဲ့တော့ကျွန်တော်စက်ယုံနဲ့ချိတ်ဆက်ပြီးပြောတဲ့ခါကျတော့ဘာလို့မှစမပြေသူတို့ကလည်းဒါ ground ချခိုင်းတယ်အချခိုင်းတယ်ဒါမျိုးလေးတွေလုပ်ခိုင်းတာပေါ့ဒါပေမဲ့ပြဿနာကိုမဖြေရှင်းနိုင်ဘူးဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့ယာတူပူတဲ့ချိန်မှာဖြစ်တာပူတဲ့ချိန်မှာဆိုတော့ဟုတ်ပြီဒီကောင်ကဒီလိုဖြစ်တယ်ဆိုရင်ဒါအန္တရာယ်တော့မရှိဘူးအန္တရာယ်တော့မရှိတဲ့ခါမှာကျွန်တော်တို့ဘယ်လိုမျိုးဖြေရှင်းမလဲဆိုတာမျိုးအရင်ဆုံးစချင်းကျွန်တော်တို့ဘာလုပ်လဲဆိုတော့အဲ့ဒီလူတယောက်နဲ့တယောက်တွေ့တဲ့ချိန်ကထိတဲ့ချိန်ကတော့ပြဿနာမရှိဘူးပေါ့ဗျာဒါတို့ဖြစ်ရင်တော့သေမှာပဲလေဟုတ်တယ်မလားအန္တရာယ်ရှိနေကိုယ်တိုင်ထိခိုက်တဲ့လူလည်းသေမှာပဲအဲ့တော့ဘာလုပ်ရလဲဆိုတော့အဲ့နေရာလေဟုတ်ပြီဂိုးတိုင်နာဖြစ်တယ်ဂိုးတိုင်နာကိုနည်းနည်းလေးမကစားခင်ရေဖြန်းပေးထားပါရေဖြန်းခိုင်းလိုက်တယ်အဲ့တော့ဘာမှဖြစ်တော့ပဲနဲ့သူကဘာဖြစ်လဲဆိုတော့ကစားတာတော့နည်းနည်းရေဖြန်းတော့နည်းနည်းချောတာပေါ့ဗျာချောတဲ့ခါကျတော့အနေမရှိမှန်းသိသွားတယ်လက်ခံသွားတာပေါ့ဟိုတော့ရပြီတဲ့ရပြီရေမဖြန်းတော့လည်းရပြီတဲ့ဒါဘာမှမဖြစ်ဘူးတဲ့အဲ့လိုမျိုးလေးတွေပေါ့ကြုံရတာအဲ့ဒါလေးကိုကျွန်တော်တစ်ချက်မျှဝေချင်တာသူကဒီဘာကြောင့်အဲ့လိုမျိုးကျင့်တယ်လို့ခံစားရတယ်လဲမြက်ခင်းတုကွင်းတွေပေါ်မှာကစားတဲ့ခါမှာဘာကြောင့်ကျင့်တယ်လို့ခံစားရလဲဆိုတော့ဒီမြက်ခင်းတုပေါ်မှာအပူချိန်မြင့်နေချိန်ဒါမှမဟုတ်လေတု6တွေ့နေတဲ့ချိန်မှာဖက်နှက်နဲ့ဒီမြက်ခင်းမြက်နေပြန်ညာဆွဲငင်မှု friction ဖြစ်နေတဲ့အချိန်မှာသူက static electricity လို့ခေါ်တဲ့တည်ငြိမ်လျှက်စစ်လေးစုဆောင်းလာတယ်အဲ့မှာဘာလဲဆိုတော့ကစားသမားတယောက်ရဲ့ခန္ဓာကိုယ်မှာလက်စစ်တက်တင်းငယ်လေးတွေစုလာပြီးတော့မှဒီဂိုးတိုင်ကတန်ဂိုးတိုင်ကိုထိမိတဲ့အခါတယောက်နဲ့တယောက်မထိတတိလုံးမိတဲ့အခါမှာသူတစ်ချက်ကျင်တယ်လို့လေခံစားရတာပဲဖြစ်တယ်ဒါဟာအန္တရာယ်ရှိသလားတဲ့ဒါပြောပြမဆိုရင်ဒါအန္တရာယ်မရှိပါဘူးဒါလို့ statistics တွေဟာမိုးရမြင့်ပေမဲ့ကားတဲ့အန္တရာယ်ဖြစ်စေတဲ့လက်စီအလွန်နဲတယ်သူကခံစားရတာကဘာဖြစ်လဲဆိုတော့တစ်ချက်စက္ကန့်ပိုင်းလေးပဲစက္ကန့်တစ်ဝက်လေးပဲကျင်တယ်လို့လေးတွေခံစားရတာပေါ့နော်နောက်ပြီးတော့ဘာဥပမာရှိလဲဆိုတော့ကျွန်တော်တို့ဗျာဟိုနေပူချိန်ပြင်းတဲ့ခါမှာကားကနေဆင်းပြီးတော့မှဒါမှမဟုတ်ကားတကားကိုဖွင့်တဲ့အချိန်မှာမတိတိထိမိတဲ့ခါကျဂျစ်လည်းဖြစ်တဲ့ခါမျိုးလေးတွေနော်တယောက်နဲ့တယောက်မတိတိထိမိတဲ့ခါတက်လည်းဖြစ်တဲ့ခါမျိုးလေးတွေဖြစ်တတ်တယ်နောက်ပြီးတော့ကျွန်တော်တို့ငယ်ငယ်တုန်းကကလေးတွေဆိုရင်ဒါဒီကစားကွင်းထဲမှာပလတ်စတစ်မှာကစားပြီးတော့ရှော့ချတဲ့ခါကျရင်ခေါင်းမွေးတွေထောင်လာပြီးတော့မှဖြစ်တဲ့ခါမျိုးလေးတွေဖြစ်တဲ့ဒီတဘာဝအလျောက်ဖြစ်တဲ့ဒီ static တစ်ချက်ပဲဖြစ်တယ်နော်အန္တရာယ်မရှိပါဘူးဟုတ်ကဲ့အပူချိန်မြင့်ရင်ဘာကြောင့်ပိုဖြစ်လဲဆိုတော့သူကနေပူချိန်မှာမြက်ခင်းမြက်တဲ့ပြင်ကလည်း6တွေ့လာတယ်ပြီးတော့မှလေထူတဲ့ရေဓာတ်ကလည်းနဲွားတယ်အဲ့ချိန်မှာလက်စစ်တက်ပိုစုဆောင်းလွယ်လာတယ်ပေါ့မိုးရာဒီလေထူဆိုတဲ့ချိန်မှာမိုးရာဒီမှာတော့
လေရုဆွတ်နေတဲ့အချိန်မှာဒီလိုချင်းနေရတော့မတွေ့ရတော့ပါဘူးအဲ့ဒါကိုကာကွယ်နိုင်မလားကာကွယ်နိုင်တာပေါ့ဘယ်လိုပြောကျွန်တော်ခုနကပြောလို့မကစားခင်ရေဖြန်းပေးတာတို့နောက်ပြီးတော့မှဒါပြောမှဆိုတော့အရင်ကြီးစိုးရိမ်နေခြင်းလဲဆိုရင်လည်းဒီဂိုးတိုင်ကိုတန်ဂိုးတိုင်ပေါ့နော်တန်ဂိုးတိုင်ကိုground ချထားပေးတာတို့အဲ့လိုလုပ်လို့ရှိရင်တော့ပြီးတော့မှ anti static fuel anti static ဒီဖြစ်တဲ့ဖက်နက်လေးတွေစီးပြီးတော့မှအသုံးပြုလို့မှကစားတာတို့လုံးမယ်ဆိုရင်တော့ဒါတွေကဒီဖြစ်စဉ်မျိုးတွေမဖြစ်ပါဘူးဟုတ်လားအဲ့တော့ကျွန်တော်အကြံပြုချင်တာကဒီရာသီဥတုမြင့်တဲ့အချိန်မှာမျက်ဖြူနှုတ်ကွေးမှာဖြစ်တဲ့အတွက်ဒီ static electricity shock ဟာအသက်အန္တရာယ်မရှိဘူးကိုယ်ခန္ဓာထိခိုက်မှုမရှိဘူးကျန်းမာရေးပေါ်ထိရောက်မှုမရှိဘူးเนาะတဘာဝရုပ်ပိုင်းဆိုင်ရာလက်စစ်ဓာတ်လွတ်ပေးခြင်း neutral static discharge တာဖြစ်တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်တို့ဝါဒနာရှင်အားကစားဝါဒနာရှင်များကိုshare လေးလုပ်ပေးခြင်းပါတယ်ဟုတ်နော်အဲ့တော့အနေမရှိပါဘူးကျွန်တော်ဟိုနေ့တုန်းကလည်းကြာဒီကစားတုန်းကကစားနေတော့ကစားသမားတယောက်ကကျွန်တော်လာဖြေကိုချင်းကဓာတ်လိုက်နေတယ်ဟာဖေငါ့ဘာလက်စီးစီသေပြီပေါ့လို့အမဟုတ်တဲ့ဓာတ်လိုက်တဲ့မဟုတ်ဘူးမင်းဓာတ်လိုက်တာမဟုတ်ဘူးဒါတည်ငြိမ်လက်စစ်ပုံစံမျိုးဖြစ်တာဒါအနေမရှိဘူးဆိုတာမျိုးလေးတခြားလေးရှင်းပြခဲ့ရသေးတယ်နော်ဒါအနေမရှိပါဘူးဟုတ်ကဲ့အဲ့တော့ကြော်ညာအနေနဲ့ပြောမယ်ဆိုရင်ဒါကျွန်တော်တို့ဒီကွင်းနေမှာကျွန်တော်တို့ခင်းထားတဲ့ကွင်းနေပဲဖြစ်ကျွန်တော်တို့ဝန်ဆောင်ပေးထားတဲ့ကွင်းနေမှာဖြစ်တဲ့ဒီခုဆက်ချစ်သူ Stadium Directory Act တွေရှိပါတယ်အဲ Stadium Directory Act ကမှာကျွန်တော်တို့ကွင်းဘုတ်ကင်းတွေကွင်းတီနီယာတွေကွင်းကြီးတွေနောက်ပြီးတော့မှကွင်းဖုန်းနံပါတ်တွေနဲ့အလွယ်တကူချိတ်ဆက်ပြီးတော့မှဘုတ်ကင်းရယူနိုင်ပါတယ်โอเคအားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေဗျာကျေးဇူးတင်ပါတယ်